Tower ရဲ့နေပြန်ထွက်လာတဲ့ Waken နေရဆိုရင် Black Tower ဆိုတာအရန်ကျယ်ပြီးတောက်ပြောင်နေတယ်လို့ပြောကြပါတယ် Black Tower ထဲမှာဝယ်လို့ရတဲ့ပစ္စည်းတွေအများကြီးရှိတယ်ဆိုပြီးလည်းကျွန်တော်တို့သိရပါတယ်ပထမထပ်မှာလေ့ကျင့်ခွင့်ရှိတယ်ဆိုပြီးလည်းပြောကြပါတယ်ဟုတ်ပါတယ်ပြောကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဆယ်ကျွန်းကြုံနေရတာနဲ့တော့တခုလေးမှမတူလာပါဘူးဆယ်ကျွန်းကဂူရဲကိုတနေကုန်လှည့်ပြီးရှာပေမဲ့ထွက်ပေါက်တစ်ခုမှမတွေ့လို့အရန်စိတ်တကြနေပါပြီအကူညီရဖို့អော်ပေမဲ့လည်းဘယ်သူမှရောက်မလာခဲ့ပါဘူးအဲ့ဒါရောဘာကြောင့်ဖြစ်နိုင်မလဲဝေးကန်းတွေကပဲလိမ့်နေကြတာလားဒါမှမဟုတ်ဆယ်ကျွန်းကပဲတခြားသူတွေနဲ့မတူတဲ့တနေရာကိုရောက်နေတာလားတကယ်တမ်းတော့ဆယ်ကျွန်းကပဲတခြားသူတွေမတူတာပါအပိုင်းတက်မှာအနက်ရောင်ငကားတစ်ကောင်ကဆယ်ကျွန်းကိုမမျော်လင့်ထားတဲ့ပြောင်းလဲမှုဆိုပြီးပြောတာကိုဆယ်ကျွန်းကနေပြဿနာတက်နေတယ်ဆိုပြီးသိကြသွားပါတယ်ဆယ်ကျွန်းရဲ့နှုတ်ဆက်ကအချိန်မှန်မိလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာကြီးနဲ့ Black Tower အချိန်စီးဆင်းမှုတူညီတယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်ဆယ်ကျွန်းလည်းကိုပက်ကြည့်နေရတော့ဗိုက်ဆာလာပြီးသူ့မှာရှိတာတွေကိုထုတ်ကြည့်လိုက်ပါတယ်ရေတဘူး Cherry ခန်းညင်တီနဲ့ပန်တီတလုံးချက်တမိတ်တစီကစုံတိတ်ပဲပါတာမို့ဒါတွေအကုန်စားပြင်သူဘယ်နဲ့မှခံမှာမဟုတ်ပါဘူးဆယ်ကျွန်းလည်းစားလို့အဆင်ပြေဆုံးပန်တီကိုရင်စားလိုက်ပါတယ်ဒါပေမဲ့လည်းပန်တီတလုံးကအရာမထင်ခဲ့ပါဘူးအဲ့ဒါနဲ့ပဲကစုံဦးတွေကိုလည်းစိမ့်ထားပစ်လိုက်ပါတယ်စားလို့ဝါတဲ့အခါမှာဆိုရင်တော့ဆယ်ကျွန်းကဘလောက်တောင်ဒီလိုနေရအောင်မလဲဆိုပြီးစဉ်းစားရင်နောက်တစ်ခါစိတ်တက်ထကြပါတယ်အမှပဲတာဝါထဲကိုဝင်ချင်တာသူ့အိမ်မက်ဆိုတာကိုသတိရပြီးအပြန်တင်လိုက်ပါတယ်စာပီတာပန်းတီကိုမြင်ပြီးဆယ်ကျွန်းမှာအကြံတစ်ခုရသွားပါတယ်သူ့အချက်အတိုင်းပဲသူ့မှာရှိတဲ့အသီးရွက်တွေကိုစပြီးစိုက်ပျိုးရတော့တယ်ဆယ်ကျွန်းကတော့အပင်စိုက်ပြီးတာဝါထဲမှာအသက်ရှင်မှုစူးစမ်းတော့မှာပါအဲ့ချိန်မှာပဲစိုးဝါးတဲ့အော်ဒန်တစ်ခုကိုကြားလိုက်ရလို့ဆယ်ကျွန်းလန့်သွားပါတယ်တာဝါရဲ့ပထမအထပ်မှာမွန်စတာတွေမရှိဘူးလေလို့လည်းအလန်တကြားရွတ်မိလိုက်ပါတယ်ဆယ်ကျွန်းအပေါ်ကိုကြည့်လိုက်တဲ့အခါမှာဆိုရင်တော့လာကြီးကထူးခြားစွာပဲအပြန်အောင်တောက်နေပါတယ်ဆယ်ကျွန်းကြားတဲ့အတန်တွေကလည်းပို့ပြီးကျဲလာနေပါတယ်တဖြည်းဖြည်းနဲ့ဆယ်ကျွန်းရဲ့ခနာကိုကလည်းပို့ပြီးအားနေလာပါတယ်ဆယ်ကျွန်းကအပေါ်ကနေအနက်ရောင်ကြီးတစ်ခုဖြတ်ပြန်သွားပြီးအတောင်ခက်တန်တွေပါကြားလိုက်ရလို့အပေါ်ကိုမော့ကြည့်လိုက်ပါတယ်မော့ကြည့်လိုက်တဲ့အခါမှာဆိုရင်အနက်ရောင်ငကားတစ်ကောင်ဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲဆယ်ကျွန်းကအားပြက်ပြီးတတိလက်တော့ပါတယ်နောက်မနေ့တစ်ခုမှာတော့ဆယ်ကျွန်းတယောက်သူ့ရဲ့နှုတ်ဆက်ကြောင့်နိုးလာပါတယ်ဖုံးမပါတဲ့ရဲဆွဲကြောင့်ဆယ်ကျွန်းကသူ2ရက်တောင်တတိလက်နေခဲ့တယ်ဆိုတော့သိလိုက်ရပါတယ်ဆယ်ကျွန်းလည်းညောင်းလုံးလို့တစ်ပင်တစ်ပင်ကိုမှွေပြီးနေလိုက်ပါတယ်ခဏကြာမှဒီကူထဲမှာတစ်ပင်မရှင်မှန်တတိယလို့ကြည့်တဲ့အခါမှာတော့သူစိုက်ထားခဲ့တဲ့ကြက်သမိတ်ပင်တွေဖြစ်နေပါတယ်ဆယ်ကျွန်းကလည်းဒီလိုအမြင်ကြည့်လာတာဒန်ကျွန်းထဲမှာမှဖြစ်မှာပဲဆိုပြီးကောက်ချက်ချလိုက်ပါတယ်တခြားအပင်တွေကလည်းအညောင်လေးတွေပေါက်နေကြပါပြီအရေးကြနေတဲ့ကြက်သမိတ်တွေကိုဖြတ်ပြီးဆယ်ကျွန်းကစကြည့်လိုက်ပါတယ်ကြက်သမိတ်တွေကကျွန်တော်တို့ကဘာကြက်သမိတ်တွေနဲ့မတူပဲအရန်ဆက်နေတာမို့ဆယ်ကျွန်းကရေကိုအငမ်းမြန်းတောက်လိုက်ပါတယ်ဆယ်ကျွန်းကလည်းတခြားအသီးအနှံတွေကိုစိုက်စဉ်းစားနေလိုက်ပါတယ်ဒီအပိုင်းမှာတော့ကျွန်တော်တို့သိလိုက်ရတာဒန်ကျွန်းထဲမှာနေဝင်နေဆိုတာမရှိပါဘူးအထက်တိုင်းမှာသူ့အချိန်ကနေချက်တဲ့ဖြစ်စဉ်ပဲရှိပါတယ်ဒီဖြစ်စဉ်ကိုတော့ကျွန်တော်တို့ Blue Moon အပြန်အောင်လိုက်ဖြစ်စဉ်လို့ဖော်ပြထားပါတယ် Blue Moon ဆိုတာကလည်း10တက်မှာစပြီးဖြစ်တာမို့10ကျွန်းရောက်နေတဲ့နေရာက10တက်နဲ့အထက်မှာရှိနေဆိုတော့စဉ်းစားမိသွားပါတယ်လွန်ခဲ့တဲ့10နှစ်တာဝါတွေပေါ်လာကြရနေ Phoenix အဖွဲ့ရပဲ38ထပ်မြောက်ကိုမကြသေးခင်မှာအောင်မြင်ထားတာဖြစ်ပါတယ်တခြားအဖွဲ့တွေကတော့31ထပ်ကစပြီးတာဝါရဲ့အချက်လက်တွေကိုတိတ်ဝက်လာကြတာကြောင့်အထက်30ရာအကြောင်းကိုပဲလူသိများကြပါတယ်အခုထိသိရတဲ့အထက်မှာတော့ငကားဆိုတာဘယ်သူမှမပါပါဘူးဘယ်သူမှလည်းမပြောကြပါဘူးငကားနဲ့စင်ထူတာပုတ်တင်တစ်ကောင်တော့မှအချက်လက်ထဲမှာမပါခဲ့ပါဘူးဒီချိန်မှာဆိုရင်တော့ Phoenix အဖွဲ့က10ကျွန်းနဲ့နောက်တစ်ချိန်မှာကြီးမားစွာပတ်သက်လာမှာအောင်10ကျွန်းကိုယ်တိုင်ကလည်းသတိမထားမိပါဘူး10ကျွန်းကလည်းသူ့ဘယ်အထက်မှာရောက်နေတယ်ဆိုတော့စဉ်းစားရင်မိုးဆက်ကလေးတွေကသူ့ရဲ့မျက်နှာပေါ်ကိုကျလာပါတယ်တာဝါထဲမှာအမြဲနေတာနေတတ်တယ်လို့ဖတ်ဖူးတာမို့10ကျွန်းလည်းထူးဆန်းသွားပါတယ်အဲ့ဒီချိန်မှာပဲဂူဘောက်ဝမှာလှုပ်ရှားမှုတစ်ခုကို10ကျွန်းမြင်သွားပြီးလန့်သွားပါတယ်မောစားတစ်ကောင်ပဲဖြစ်နေမလားသူကရောဘာနဲ့ခုခံရမလဲပြဿနာတက်ပြီးလို့တွေးနေတော့မှာပဲယုံပြူလေးတစ်ကောင်ပဲဖြစ်နေပြီးတော့10ကျွန်းမျက်နှာပေါ်ကိုကျလာတာကလေယုံပြူလေးဗိုက်စာလို့ကျလာတဲ့တရေတွေပဲဖြစ်ပါတယ်ယုံလေးကတော့10ကျွန်းရှိတဲ့ဂူတွေကိုခုံဝင်လာခဲ့ပါပြီအဲရောက်ချင်းပဲ10ကျွန်းရဲ့ကြက်သွမိတ်ကလေးတွေကိုအထူးတဆိုင်ငေးနေတာမို့10ကျွန်းကလည်းစားခြင်းလို့လားဆိုပြီးတခုကိုသူကိုယ်တိုင်ဖြတ်ပေးခဲ့ပါတယ်
ယုံလေးကအရန်သဘောကျနေတဲ့ပုံပေါက်နေတာမို့ဆယ်ကျွန်းကလည်းကြံ့ရင်ထက်စားအာမနာနေလို့ပြောလိုက်ပါတယ်ဒီဟာကလည်းတာဝါတဲကိုဆယ်ကျွန်းဆရောက်ကြရတွေ့ရတဲ့ပထမဆုံးသက်ရှိပဲဖြစ်ပါတယ်ဆယ်ကျွန်းတော့အခုဆိုရင်တော့အဖို့တယောက်ရသွားပါပြီနောက်ပိုင်းမှာတော့ယုံလေးကမင်းသမီးလေးဖြစ်ပြောင်းသွားပြီးဆယ်ကျွန်းနဲ့ပဲအတူတူနေထိုင်သွားကြပါတယ်ပုံမှန် romance တွေမှာဆိုရင်တော့ဒီလိုဇာတ်လမ်းဖြစ်နိုင်ပေမဲ့အခုဇာတ်လမ်းကတော့ဒီလိုမဟုတ်ခဲ့ပါဘူးယုံလေးကတစုံတရာကိုလှမ်းခေါ်လိုက်ပြီးတော့ဧပြီနဲ့ယုံမာလေးတော့ပေါ်လာပါတယ်တကယ်တမ်းတော့ဒီယုံလေးနှစ်ကောင်ကကပ်ပယ်တွေဖြစ်ကြပြီးအစာရှာရင်ဆယ်ကျွန်းစီကိုရောက်လာတာဖြစ်ပါတယ်ဒီလိုနဲ့ပဲဆယ်ကျွန်းမှာတငယ်ချင်းအသစ်2ယောက်ရပြီးအပိုင်းတွေကိုသုံးသပ်ထားပါတယ်ကျွန်တော်တို့အတွက်တော့ဆယ်ကျွန်းကဘယ်နေရာကိုရောက်နေတာလဲတခြားအဖွဲ့တွေကရောဘာကိုဖုံးကွယ်နေကြတာလဲ Phoenix အဖွဲ့ကရောလူဆိုးတွေဖြစ်မလားလူကောင်းတွေပဲဖြစ်မလားဆယ်ကျွန်းကိုသူတို့ကပဲကယ်ထုတ်နိုင်မလားဆိုတာကိုတော့လိုက်နိုင်ရှုစားရင်အဖြေရှာသွားရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတူတင်ရှိပါတယ်